အားလုံးပဲမင်္ဂလာပါခရစ်တိုနိုဗာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုဗာတို့က beginner လေးတွေအတွက် future trading အခါတတိထားတဲ့အချက်ကလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ခရစ်တိုနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုတင်ဆက်ပေးသွားမှာမို့လို့နိုဗာတို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော် future trading စတင်တော့မယ်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ငွေကြေးကိုကာကွယ်ဖို့လိုပါတယ်ပထမအရေးကြီးဆုံးအရာက risk management ပါfuture trading မှာ leverage ဆိုတာကိုအသုံးပြုလို့ရပါတယ်။ leverage သုံးရင်ကိုယ့်ရဲ့ရင်းနှီးငွေထက်ပိုမိုကြီးမားတဲ့ position တွေကိုဝင်နိုင်ပြီးအမြတ်များများရနိုင်တယ်လို့အရှုံးလဲကြီးမားနိုင်ပါတယ်။ဒါကြောင့် position တစ်ခုဝင်တိုင်း stop loss ထားပေးဖို့မမေ့ပါနဲ့။ stop loss ထားခြင်းကမလိုလားအပ်တဲ့ဆုံးရှုံးမှုတွေကနေကိုယ့်ရဲ့ငွေကိုကာကွယ်ပေးနိုင်ပါတယ်။ technical analysis နဲ့ fundamental analysis စတာတွေကိုလေ့လာပြီးကိုယ့်အတွက်အဆင်ပြေတဲ့ strategy ကိုရွေးချယ်ပြီးမှ trading ကိုစတင်လုပ်ဆောင်ပါ။နောက်တစ်ချက်ကတော့ DYOR လို့ခေါ်တဲ့ do your own research ဆိုတဲ့ကိုယ်တိုင်ကိုယ်ကျလေ့လာမှုပါ။သူများပြောတာကိုဒါယုံပြီး trade မလုပ်သင့်ပါဘူး။ demo trading ကိုအသုံးပြုပြီး trading strategy တွေကိုစသက်ကြည့်ပါ။ demo account ကငွေစစ်မသုံးဘဲလက်တွေ့ trading လုပ်ပုံကိုလေ့လာနိုင်တဲ့အကောင်းဆုံးနည်းလမ်းပါပဲ။ market ကိုဘယ်အချိန်ဝင်ဘယ်အချိန်ထွက်ဆိုတာကြိုတင် trading plan တစ်ခုချမှတ်ထားပါ။အခြားသူတွေရဲ့အမျက်ကိုမြင်ပြီး plan မရှိဘဲဝင်တာမျိုးမလုပ်သင့်ပါဘူး။ကိုယ့်ရဲ့ trading plan ကိုယုံကြည်မှုရှိစွာလုပ်ဆောင်ပါ။နောက်ဆုံးအနေနဲ့စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုကအလွန်အရေးကြီးပါတယ်။ trading မှာ FOMO ဆိုတဲ့ fear of missing out ကိုဝင်မိတာမျိုးမလုပ်သင့်ပါဘူး။အမြတ်ရနိုင်တယ်လို့အရှုံးလက်ရှိတာမို့ကိုယ့်အမားတွေကိုသင်ခန်းစာယူပါ။အရှုံးတစ်ခုရဲ့နောက်မှာ refund trading လုပ်ဖို့စူးစမ်းတာကလည်း risk များလွန်းပါတယ်။ Omnina trader တယောက်ဖြစ်ဖို့စနစ်တကျ trading channel ထားပြီးမိမိရဲ့အားနည်းချက်အားသာချက်တွေကိုသိအောင်ရှင်းလုပ်ပါ။လက်တွေ့ trading လုပ်ရင်းမှာလည်း market news နဲ့သတင်းအချက်အလက်တွေကိုအမြဲ update ဖြစ်နေဖို့မမေ့ပါနဲ့။ဒါဆိုရင်လိုပါတို့တငယ်ချင်းတွေလည်းပထမဆုံး future trade တုန်းကဘလို့အတွေ့အကြုံတွေရှိခဲ့ကြလဲဆိုတာကို comment မှာပြောပြပေးခဲ့ကြပါအောင်နော်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။